Hello, dinero bom little pet no King Donkey Ears that tea me na you and a PNG jamono. There was once a king with a terrible secret. He was so ashamed of it. He couldn't even share it with his best friends indeed. ဟိုးရှိတုန်းကတဲ့ဘရင်တပါးရှိရယ်သူ့မှာအကြောင်းမဖွယ်ရကောင်းတဲ့လက်ဝက်ချက်လေးတစ်ခုရှိရယ်တဲ့သူကအဲ့လက်ဝက်ချက်နဲ့ပတ်သက်ပြီးတော့သူကရှက်တယ်သူ့ကိုယ်သူရှက်တယ်ပေါ့နော်သူကဘယ်တော့မှသူ့တငယ်ချင်းကိုလည်းမပြောပြဘူးပေါ့ဒါဘရင်ရဲ့တငယ်ချင်းဒါဘရင်ကြီးပေါ့နော် In first the only person who ever knew was the person who cut his hair for hidden under his crown the king had donkey's ears သူရဲ့လက်ဝက်ချက်ကိုတည့်ရလူကတယောက်ပဲရှိတယ်တယောက်ပဲရှိမှာတည့်ရလူကစပင်လာညက်တဲ့လူတွေပဲစပင်လာညက်တဲ့လူတွေပဲသူ့ရဲ့လက်ဝက်ချက်ကိုတည့်ရသူ့ရဲ့လက်ဝက်ချက်ကိုတည့်ရပါတော့ပြီးတော့ every month that the king had his hair cut လာလိုက်နဲ့ဘရင်ကသူ့စပင်ညက်လေးရှိရအဲဒါခုနရှိမှပြောတယ်ဘရင်ရဲ့ဒီလက်ဝက်ချက်ကိုတည့်ရလူကကြတော့ပါလေစပင်လာညက်တဲ့လူတွေပဲတည့်ရEach time a new hairdresser was summoned to the place and tapped as the king removed his crown. စပင်တလားတခါညက်တိုင်းဒီဘရင်ကြီးကစပင်ညက်ဆရာအတက်နဲ့လူတက်နဲ့အများအားစားထိုးတယ်စပင်ညက်ဆရာအတက်ဆင့်ခေါ်ခိုင်းတယ်ပေါ့နော်ပြီးတော့အဲ့ဒီသူ့ရဲ့ဒီပါလဲတရဖူကြီးကိုချွတ်လိုက်တဲ့အချိန်မှာစပင်ညက်ဆရာလေးကလန့်သွားတယ်ပေါ့နော် As soon as his haircut was finished, the king sent the unfortunate hairdresser to jail so his secret didn't get out. စပင်ညက်ပြီးသွားတဲ့အချိန်တိုင်းပေါ့နော်ဒီဘရင်ကစပင်လာညက်တဲ့သူတွေကိုအများတန်းနဲ့သူကထောင်ထဲကိုပို့လိုက်တယ်။ဘာလို့လဲဆိုတော့သူ့ရဲ့လျှို့ဝှက်ချက်ကိုထိန်းထားချင်လို့ထောင်ထဲကိုပို့လိုက်တယ်တဲ့အများတန်းပေါ့နော်လာတိုင်းတယောက်စီအဲ့ဒီထောင်ထဲကိုသူကပို့တယ်ဘရင်ကစပင်ညက်ပြီးတိုင်းပို့လိုက်တယ်In July, it was my turn. She was rather worried as she had several friends who had cut the king's hair and never been seen again. Tu a Mac ရဲ့အလဲတော့ရောက်လာပြီ။ तू ကနည်းနည်းတော့စိုးရိမ်နေပေါ့နော်။ဘာလို့လဲဆိုရှေ့မှာသူ့ရဲ့စပင်ညက်တဲ့တငယ်ချင်းတွေအများကြီးကဘရင်ရဲ့စပင်ညက်ပြီးရဲ့နောက်ပိုင်းမှာဘယ်တော့မှထပ်မတွေ့ရတော့ဘူး။အဲ့ဒါကြောင့်သူနည်းနည်းတော့လန့်နေတဲ့။ Mac was shocked when she saw the king's ears, but he didn't say so. Mac ကလန့်သွားတယ်။ဘရင်ကသူ့ရဲ့တာရဖူကိုချွတ်လိုက်တဲ့အချိန်မှာ Mac ကလန့်သွားတယ်။ဒါပေမဲ့သူဘာမှမပြောဘူးတဲ့။လန့်တဲ့အကြောင်းလည်းသူမပြဘူးပေါ့နော်။ Oh, what I lovely hair your majesty has. ချက်စရာကောင်းတဲ့စပင်ပိုင်ဆိုင်ထားရဲ့ကျွန်တော်တို့ရဲ့ဘရင်ကြီးပါလား။ကျမတို့ရဲ့ဘရင်ကြီးပါလားပေါ့နော်။ Quickly she took out her combs and scissors and go to work. သူကမြန်ဆန်မဲ့သူမလောက်ဆရာရှိအလုပ်တွေမြန်လောက်တယ်ခေါင်းကြီးရထုတ်တယ်ကကြီးရထုတ်တယ်ပြီးလို့ရှိရင်မြန်ဆန်ညက်ပေးလိုက်တယ်ပေါ့နော်